င်းပြပါမယ် chapter 1က Oshira Cell ကိုရောမှုအတိပေးကြောင်းကြားတာကိုဖတ်ပါမယ် staff ဘိုရှုနော် Oshira Cell ဝန်ထမ်းခေါ်ယူတာနဲ့ပတ်သက်လို့အတိပေးတာပါဒက်ခီရုခိုတို Oshira Cell နာတိုနော်ဘွန်ရှောကရော်မဲရုအတိပေးကြောင်းကြားတဲ့ size သဖြင့်စာပိုက်တွေကိုဖတ်လို့ရတယ် Q ချင်းတော့ဂျော်ခန်က ရိခာဤဒက်ခီရုလူခေါ်တဲ့အချက်လက်တွေကိုလည်းနားလည်နိုင်ပါတယ်စာနေတန်နာဤစတက်ဖုဘိုရှုစနီဆိုင်တွင်မှာဝန်ထမ်းခေါ်ယူခြင်းဆိုင်ဝိုင်အခီမရဲ့တန် open နီစုခီဆိုင်ဝိုင်ဘူတာရှေမှာဆိုင်ဖွင့်တဲ့အတွက်ဂျင်းဆိုင်ကိုမွတ်တုံမဲတဲ့ဤလူဝန်ထမ်းခေါ်ယူပါတယ်ရှင်ငေါတိုခိုင်တန်ကြောမှုဆိုင်ဖွင့်တဲ့အလုပ်တွေဟန်ပိုင်းရောင်းချတာတွေစိတ်ဆိုတန်ရှင်းလုပ်မယ်ရှော့ဟင်ခန်ရီကွန်ပျူတာတွေ control လုပ်မယ်ဟဲ့တန်ကြောမှုဆိုင်ပိတ်တဲ့အလုပ်ကိုလည်းလုပ်ရမယ်ရှီကာကုလိုအပ်တဲ့အရေးချင်းကတော့နန်ရယ်ဤအသက်အရွယ်ရခိတ်ခန့်တွေ့ကြုံရခုစက်ကီကိုတိုဝါစုနိုင်ငံသားကိုမရွေးဘဲနဲ့ယာရုခေနောအာရုခတ်တာလှုပ်ချင်စိတ်ရှိတဲ့လူဆိုလို့ရှိရင်အလုံးလှုပ်ချင်စိတ်ရှိတဲ့လူဆိုရင်ဒိုင်ခန်ခေဤလဲကိုကြိုးဆိုပါတယ်ရှော့ဟင်းတော့အန်နိုင်ရကုန်ပစ္စည်းကိုလမ်းညွှန်ပေးရမယ်စက်ခရခုတိုင်အိုကအာရုတာမယ်အဲ့ဒီတွေကိုအခခင်ရတာရှိတဲ့အတွက်ကြောင့်မလို့ဂိုင်းခုကျန်တော့ခတ်တာပါနိုင်ငံခြားသားဆိုလို့ရှိရင်နိဟွန်ကောနော်ရီယောကုရှိကန်အန်နိလေဗယ်လူအီကျော်တော့ခတ်တာနိခါငီရီဂျပန်ဘာသာအရေးချင်းစာမေးဝဲအန်2 level အထက်ပုဂ္ဂိုလ်ပဲသတ်မှတ်ထားပြီးတော့အိုဘိုခါရှောက်ထားလို့ရပါတယ် Q ရော့လာစာကတော့ GQ တနာရီလောက်ခလာစာကမနက်9နာရီကနေ9နာရီဆိုလို့ရှိရင်စံအန်ရိုင်းတက်တာ9နာရီကနေပြီးတော့22နာရီထိဆိုလို့ရှိရင် Q ရခု M 22နာရီကနေပြီးတော့24နာရီခွဲဆိုလို့ရှိရင်စံဟျာခုနိဂျူကော M ခဲခန္နန်စုနိအိုချီ GQ ဝခိုးလျော့ရှိမတ်အတွေ့အကြုံပေါ်မူတည်ပြီးတော့အချိန်ပိုင်းလောက်ခလာစာကိုစဉ်းစားပေးပါမယ်ခိုးစုဟိလမ်းပန်းဆက်သွယ်စိတ်ကတော့အိုဖုခုအသွားပြန်ကိုစံအမ်မာတဲ့1000အထိကိုရှစ်ကျူထောက်ပံ့ပေးပါမယ်အသွားပြန်1000ပေးမယ်အိုဖို့ရှောက်ထားမယ်နီလန်းကတော့တိုးတန်းရှော့တန်းတော့ပုံမှုနိခိနီဦးရှိဒီဆိုင်ရဲ့သတ်မှတ်ထားတဲ့ဖောင်မှာပဲရေးသွင်းပြီးတော့ခက်ခီနော်အောက်ပါမဲရု address စုမှာတဲ့မေးလိပ်စာကိုအိုခုရီကူရာဆိုင်ပေးဖို့ပေးပါဒန်ဝါတင်းတော့တိုးအဝါဆေဝါတယ်လီဖုန်းနဲ့မင်းများစုံစမ်းမှာတော့ဂျူးချီခါရာဂျူးဟာချီချီစင်နာရနေ18နာရီရှော်ရီရှင်စာတော့ခေခါဝါစာရွက်စာတမ်းစစ်ဆေးတာရဲ့ရလက်ကတော့စာဟင်းနိခခဝါရာစုအလောက်ခန့်တာမခန့်တာနဲ့မပတ်သက်ပဲနဲ့စူးချီရှိမတ်အတိပေးအကြောင်းကြားပါမယ်ရှော်ရီရှင်စာကစာရွက်စာတမ်းတွေကိုစစ်ဆေးပြီးတဲ့နောက်မှာတိုတန်နီအိုဤတဲ့ဒီဆိုင်မှာပဲမန်ဆဲစုအင်တာဗျူးပါမယ်မန်ဆဲစုတော့ဆိုင်နီအင်တာဗျူးတဲ့အခါမှာရီရဲခီရှော့ကိုရေးရာဆိုရင်မှာရှရှင်စုခီဓာတ်ပုံကပ်ပြီးတက်ပြီးတော့ချီးစားစုတော့ကိုတို့ယူလာရမယ်ဆန်နီဂရုပူတိုကျို